ကဲကျွန်တော်တို့ဒီ TV channel လေးကိုအစင်တသက်ကြည့်ရှုအားပေးနေတဲ့ကဘာအနှံ့နိုင်ငံအသီးသီးကညီကိုမောင်မတွေအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကျယ်မာခြင်းနဲ့ပြည့်စုံတဲ့မနက်ခင်းလေးဖြစ်ပါသည်လို့ကျွန်တော်တို့ဒီ TV channel ကနေပြီးတော့ရှေးဥပထမစွာစုမုံကောင်းတောင်းပေးပါတယ်ဗျကဲဟုတ်ပြီညီကိုတွေဒီ season လေးကတော့ကျွန်တော်တို့ Nottingham Forest နဲ့ပွဲအပြီးပေါ့နော်ကျွန်တော်နီးပြအမိုရင်ရဲ့ကျွန်တော်တို့ကစားသမားပေါ့နော်ကျွန်တော်တို့ချီပါကိုပေါ့နော်တွင်ပေးတဲ့ကစားသမားအာမတ်ပေါ့နော်အာမတ်ရဲ့ကိုကျွန်တော်တို့ interview session လေးပေါ့နော်သူတို့ပြောစကားလေးတွေကိုညီကိုတွေကိုကျွန်တော်ကဒီနေရာမှာ share ဝင်လာလုပ်ချင်းပဲဖြစ်ပါတယ်ဗျာနော်နောက်တစ်ခုကညီကိုတွေနော်ဒီနေရာမှာပြောရမယ်ဆိုရင်ကျွန်တော်တို့အတင်းကပုံမှန်ဆိုရင်တော့ interview တွေမှာအများအားထွက်ဖြေလေးရှိရဒါပေမဲ့ထူးခြားခြားအာမတ်ပေါ့နော်အာမတ်ကထွက်ဖြေတာပေါ့နော်သူပြောရမယ်ဆိုကျွန်တော်တို့အတင်းကစားသမားတွေအနေနဲ့တော်တော်လေးကိုဒီရလက်ပေါ်မှာစိတ်ထိခိုက်နေတယ်လို့ထင်တယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့အဲ့လိုမဖြစ်စေချင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ရှေ့ရက်နေ့မှာကျွန်တော်တို့စပါးတင်နဲ့ကန်ရအောင်မယ်အဲ့ပွဲကိုကျွန်တော်အနေနဲ့ကတော့ focus အများကြီးထားသိချင်တယ်နောက်တစ်ခုကသတင်းကောင်းအနေနဲ့ကကျွန်တော်တို့ဒီဆန်နိုမာတီနက်အနေနဲ့လည်းပါဝင်လာနိုင်ပွဲရှိတယ်ပေါ့နော်သတင်းတက်ပေါ့ဒါကတော့နော်ကဲဟုတ်ပြီညီကိုတို့ရင်တော့ဒီပွဲကကျွန်တော်တို့အတွက်ကတော့တော်တော်လေးကိုခံပြင်းတဲ့ပွဲပေါ့နော်ရှေ့မှာ3ပွဲဆက်နိုင်ခဲ့တယ်ကျွန်တော်တို့ဆန်နာလိုင်းကို2-2နဲ့နိုင်တယ်ကျွန်တော်တို့လီဗာပူးကို1-2နဲ့နိုင်တယ်ကျွန်တော်တို့ Brighton ကိုကျွန်တော်တို့4-2နဲ့နိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းဒီပွဲမှာတော့ကျွန်တော်တို့2-2တေကြခဲ့တယ်ပေါ့နော်ကဲဟုတ်ပြီကျွန်တော်တို့နီးပြအမိုရင်ကပထမအဆုံး Casemiro နဲ့ပတ်သက်ပြီးတော့ပြောခဲ့တာပေါ့နော်ကျွန်တော်ကသူ့အနေနဲ့ကတော့တဲ့ Casemiro ကိုအသင်းရဲ့စံပြတစ်ယောက်အနေနဲ့ကစားသမားတွေကိုအတူယူခိုင်းတယ်တဲ့သူကကျယ်ဝန်းတစ်ယောက်လို့သူ့ကိုယ်သူstar player တစ်ယောက်လို့မျိုးသူ့ကိုယ်သူ Casemiro ကလုံးဝမခံယူဘူးပေါ့နော်နောက်တစ်ခုကသူ့ရဲ့တာဝန်တွေရှိသမျှဟာတွေအကုန်လုံးကိုလိုလေသိမ့်မရှိအောင်ကြည်အောင်လုပ်နိုင်တဲ့သူလို့ကစားသမားတွေသူကအမြဲတမ်းရှင်းပြလေးရှိပါတယ်ဆိုပြီးတော့ပြောခဲ့တယ်ဗျကဲဟုတ်ပြီနောက်တစ်ခုကတော့ကျွန်တော်တို့အာမတ်ဒီယာလိုပေါ့နော်အာမတ်ဒီယာလိုကဒီ Nottingham Forest နဲ့2-2ကြားတဲ့ပွဲမှာမင်းညနေခင်းကတင်ခဲ့တဲ့ဗီဒီယိုလေးမှာလည်းကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့2-2တေကြားတဲ့ပွဲမှာသူ့အနေနဲ့ကတော်တော်လေးကိုတင်ကန်းစာကြီးရားလိုက်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီတင်ကန်းစာပေါ့နော်ဒီလိုမျိုးပုံစံမျိုးတွေကိုထပ်မဖြစ်အောင်သူတို့အများကြီးစူးစမ်းအားထုတ်ဖို့လိုတဲ့အကြောင်းကိုလည်းပြောတယ်နောက်တစ်ခုကဒီယာဒီကဒီဂိုးနဲ့ပတ်သက်ပြီးတော့သူ့ကိုမေးတဲ့ချိန်မှာလည်းဒီဂိုးကဒီယာဒီပရီးမီးယားလိရဲ့အကောင်းဆုံးဂိုးတကိုးများဖြစ်လာနိုင်မလားအာမတ်ရေလို့မေးတဲ့ချိန်မှာလည်းကျွန်တော်အဲ့အရာတွေကိုအရန်စိတ်ဝင်စားဘူးတဲ့ကျွန်တော်အဲ့အရာတွေမသိချင်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တမတ်ပဲရပြီးတော့အိမ်ပြန်ခဲ့ရတာကိုတော့တော်တော်လေးစိတ်ပြတ်မိပါတယ်ဆိုပြီးသူကပြောခဲ့တယ်ပြီးတော့ခါကြတော့သူတို့မှာခုဆိုရင်ကျွန်တော်တို့မှာတဲ့ယုံကြည်မှုတွေရှိနေပါပြီတဲ့နီးပြရဲ့နီးစနစ်တွေပေါ်မှာလည်းအသင်းသားတွေအကုန်လုံးကခုချိန်မှာယုံကြည်မှုအပြည့်အဝရှိတယ်ကျွန်တော်တို့ရဲ့အကောင်းဆုံးခြေစွမ်းတွေရဖို့ဆိုရင်တဲ့ဒီထက်ပိုပြီးတော့ဆက်ကြိုးစားရမယ်ဒါလည်းမှန်တယ်ဗျာနော်ပြောချင်တာကကစားသမားတွေကနိုင်ပွဲကိုတကယ်စာလောင်နေတယ်ကျွန်တော်တို့ကစားသမားတွေကျွန်တော် United ကစားသမားတွေအကုန်လုံးရှိသမျှပေါ့နော်အကုန်လုံးကနိုင်ပွဲတစ်ခုကိုစာလောင်နေပြီညီကိုတွေနော်နိုင်ပွဲတစ်ခုစာလောင်နေတယ်ရှုံးတဲ့ချိန်မှာလည်းတော်တော်ခံစားရတယ်ပေါ့နော်အရင်တော့ဆိုရင်ကျွန်တော်အရင်ဒေါသထွက်တယ်ဗျာပွဲရရှုံးတာတမျိုးဒီကောင်တွေကဘောလုံးဝင်းထဲမှာဘောလုံးဝင်ကန်နေရလားဘာလို့နေမှန်းမသိတဲ့အခြေအနေတွေကနေပြီးတော့ခုဆိုရင်သူတို့ရှုံးတာကြီးတောင်မှမဟုတ်သေးဘူးเนาะဒါအရှုံးမဟုတ်သေးဘူးတေရလက်ကိုတောင်မှသူတို့စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့အနေအထားတွေကိုမြင်ရတာတော်တော်လေးကျွန်တော်တို့အသင်းတော်ကတော်တော်လေးကောင်းတဲ့ good fat လို့ပြောရမယ်ပေါ့เนาะညီကိုတွေเนาะနောက်တစ်ခုကတော့ကျွန်တော်တို့အသင်းကိုတဲ့sorry ကျွန်တော်တို့ကိုတဲ့နီးပြားကယုံကြည်တယ်လို့ကျွန်တော်တို့ကလည်းနီးပြားကိုယုံကြည်ပါတယ်ဆိုပြီးတော့เนาะပြောရမယ်ဆိုရင်သူတို့နီးပြားနဲ့အသင်းသားတွေကြားမှာเนาะ connection တစ်ခုရှိနေပြီကောင်းတဲ့ track တစ်ခုရှိနေပြီဆိုတဲ့ဟာလေးကိုအမကနေပြီးတော့ interview မှာပြောခဲ့တယ်နောက်တစ်ခုက Nottingham Forest နဲ့ပတ်သက်ပြီးတော့ပေါ့နော် Nottingham Forest နဲ့ကစားအတိုင်းကကျွန်တော်တို့ကတော်တော်လေးကိုအမြဲတမ်းခက်ခဲခဲ့တယ်ဒီပွဲကိုသူတို့အနိုင်ရခြင်းပေမဲ့လည်းအနိုင်မရယူနိုင်ခဲ့ဘူးကျွန်တော်တို့အနေနဲ့ဒီပွဲကနေပြီးတော့တင်ကန်းစာတွေအများကြီးယူသွားမှာပါတဲ့၄ပွဲဆက်အနိုင်ရခြင်းပေမဲ့ကျွန်တော်တို့ကံမကောင်းခဲ့ပါဘူးတဲ့ကျွန်တော်တို့တပွဲပြီးတပွဲတဆင့်ပြီးတဆင့်ကိုရှေ့ဆက်သွားမှာပွဲတင်တိုင်းကိုကျွန်တော်တို့ကဘိုလူပွဲတစ်ဖွဲကစားသွားမှာပါဆိုပြီးတော့အာမတ်ဒီယာလူကတော့ interview မှာပြောခဲ့တယ်ပေါ့နော်ကဲဟုတ်ပြီနောက်တစ်ခုကတော့ကျွန်တော်တို့နီးပြအမ်မိုရင်ပေါ့နော်ဒီပြအမ်မိုရင်ကဗာပြောခဲ့လဲဆိုတော့ကျွန်တော်တို့အသင်းအနေနဲ့တဲ့9မိနစ်လောက်လေးအာယုံစိုက်မှုဂျွန်နဲ့တွားလိုက်တာနေပြီးတော့ပေးဆက်လိုက်ရတာပဲဒါလည်းမှန်တယ်ညီကိုတွေနော်9မိနစ်တောင်မဟုတ်ဘူးဗျာဒီဟိုမှာပြထားတော့48ရဲကျွန်တော်တို့50 sorry 48ရဲ51ရဲဆိုတော့ခါကျ3မိနစ်ဝန်းကျင်ပေါ့နော်ဒါပေမဲ့လည်းထားပါတော့ maybe သူတို့တိုက်စစ်လမ်းကြောင်းတွေစနေပါနေဆို9မိနစ်ဝန်းကျင်လောက်တော့ကြာသွားတယ်9မိနစ်လောက်လေးကျွန်တော်တို့အသင်းအာယုံစိုက်မှုလေးဂျွန်နဲ့တွားရတယ်ကျွန်တော်တို့ကပေးဆက်မှုတွေရန်ကြီးမားသွားတယ်ဆိုပြီးပြောခဲ့တယ်အဲ့ဒီအချက်တွေကြောင့်လည်း
ကစားသမားတွေရဲ့ခွန်အားတွေလည်းရောကြသွားပြောချင်တာဂိုး2ဂိုးပေးလိုက်ရတဲ့အချိန်မှာကျွန်တော်တို့အသင်းကစားသမားတွေကပြောမှဆို high tempo ဖြစ်နေရနေပြီးတော့တော်တော်လေးစိတ်ပြက်လက်ပြက်ဖြစ်သွားတဲ့ဟာကိုပြောချင်တာဗျသူပြောချင်တာကတော့ကျွန်တော်တို့ကစားသမားတွေတကယ်လဲကြိုးစားခဲ့ကြပါတယ်ဟုတ်တယ်ဗျမရှုံးညင်တဲ့အရေးအယောင်တွေကျွန်တော်တို့အနေနဲ့အများကြီးမြင်ခဲ့ရတယ်အဲ့ပွဲမှာနော်မရှုံးညင်လို့လဲကျွန်တော်တို့အသင်းအနေနဲ့အသေးအတန်ကိုဂိုးရဖို့ကိုကျွန်တော်တို့အများကြီးတက်နိုင်တယ်သူတို့လုံနိုင်တဲ့လောက်ထပ်ပူပြီးတော့သူတို့လောက်ခဲ့တာကိုလည်းမြင်ခဲ့ရတဲ့အတွက်လည်းဒီနေရာနေပြီးတော့ကျွန်တော်အနေနဲ့တကယ်ကျေးဇူးတင်တယ်ကျွန်တော်တို့ကစားသမားတွေကိုပေါ့နော်ပြီးတော့ကျွန်တော်တို့ကစားသမားတွေတကယ်ကြိုးစားခဲ့တယ်အတိတ်တုန်းကကျွန်တော်တို့ကစားသမားတွေခုလိုပုံစံမျိုးကြုံတွေ့ရပြီဆိုရင်လည်းပြန်လာနိုင်မှုမဖြစ်ခဲ့ဘူးပြောချင်တာကတော့ကျွန်တော်တို့အသင်းအရင်တုန်းကရှုံးနေပြီဆိုရင်ဗျာဒီထက်ပိုပြီးတော့ဂိုးတွေပေးရဖို့ပဲရှိတော့တာညှော်လင်းလို့မရဘူးပြောချင်တာကျွန်တော်တို့အသင်းခန်းဘက်ပြန်လာဖို့နော်ခန်းဘက်တွေပါပြန်လာဖို့ဆိုတော့လုံးဝအရင်တော့ပုံစံနဲ့သူမျှော်လင်းလို့မရဘူးခုကတော့သူကစားသမားတွေကတော်တော်လေးကြိုးစားနေရအောင်လေသူကွင်းထဲမှာတွေ့နေရတာဖြစ်တဲ့အတွက်ဒီကစားသမားတွေကပြန်လာနိုင်အောင်ပဲထပ်ပြီးတော့ငါတို့တင်းကဂိုးတွေထက်ရပြီးတော့ခြေပါဂိုးတွေအနိုင်ဂိုးတွေသွင်းနိုင်အောင်ပဲဆိုတော့စိတ်ခံစားချက်မျိုး feeling မျိုးကိုကျွန်တော်တို့နေပြအမ်မိုရင်ကရတယ်ဆိုတာလေးကိုပြောပြတာပေါ့နော်ဒါပေမဲ့ဒီနေ့ပွဲမှာတော့လုံးဝမတူကွဲပြားမှုရှိခဲ့တယ်ဆိုတော့ကျွန်တော်ရှေ့ကပြောခဲ့တဲ့အတိုင်းပဲအရင်တော့က United ကစားသမားတွေအခု United ကစားသမားတွေလုံးဝမတူဘဲနဲ့ကွဲပြားနေပြီဆိုတာကိုပြောချင်တာပေါ့နော်နောက်တစ်ခုကတော့ Nottingham Forest နဲ့ပွဲမှာလူစားလဲမှုတွေเนาะတိုက်စစ်နဲ့ပတ်သက်ပြီးတော့မလဲခဲ့တဲ့အပေါ်မှာမေးခဲ့တာပေါ့เนาะကျွန်တော်တို့အသင်းရဲ့အရန်ကုန်ပေါ်မှာအရန်ကိုအရေးသွေးရှိတဲ့ကစားသမားတွေအများကြီးရှိပါတယ်ဒါပေမဲ့လည်းကွင်းထဲကကစားသမားတွေကိုသူ့အနေနဲ့လုံးဝမပြောင်းလဲခြင်းဘူးပြောချင်တာဒီတိုက်စစ်ဒီဖောင်လေးကိုသူသဘောကျတယ်ပေါ့เนาะဒီတိုက်စစ်နဲ့ပဲသူ့အနေနဲ့ဒီပြအမုံတွေနဲ့ဂိုးထပ်ပြီးတော့ရနိုင်လိမ့်မယ်လို့ထင်တဲ့အတွက်သူမလဲခဲ့တာပေါ့เนาะအဲ့လိုပြောင်းလဲမှုတွေလုပ်ပြီးဆိုရင်တိုးတက်ပြီးကောင်းမွန်တဲ့တိုက်ဆက်ရဲ့ခြေစွမ်းတွေကိုတဲ့ရက်တန့်ပြီးဖြတ်စည်းလိုက်လို့ဖြစ်မှာဆိုလို့ပြောချင်တာကရှေ့မှာရတန်မှန်းနေပြီးဒီ3ယောက်အတွဲလေးကစစ်စကိုကူညာအမ်မူမူအာမတ်ပေါ့နော်အဲ့အတွဲလေးကနေပြီးတော့တော်တော်လေးရတန်မှန်းနေတဲ့အချိန်မှာတူတာလူကလဲမှုတွေပဲကောက်လုပ်လိုက်ရင်ဒီခြေစွမ်းလေးပေါ့နော်ဒီတန်ပိုလေး high တန်ပိုလေးကနေပြီးတော့ကျသွားမှာစိုးတဲ့အတွက်သူလူသားမလဲတာပေါ့နော်ဒုတိယပိုင်းမှာကျွန်တော်တို့အချိန်ဟုန်ရလာတယ်မှန်တယ်ဗျတော့ကျွန်တော်တို့နှလုံးပေးလိုက်ရတာမှန်တယ်ဒါပေမဲ့နှလုံးပေးလိုက်ရသည့်တိုင်အောင်ကျွန်တော်တို့အသင်းကကောင်းမွန်တဲ့ကိုပြန်လဲပြီးတော့ထိုးဖောက်တိုက်စစ်ဆင်မှုတွေအများကြီးလုပ်နိုင်ခဲ့တာကိုပြောချင်တာဗျာနော်ပြီးတော့ခါကျတော့ကျွန်တော်တို့အနေနဲ့အရန်ကုန်မှာကစားကောင်းနေရှိပေမဲ့တိုက်စစ်နေရာကိုပြောင်းလဲမှုမလုပ်ဖို့အဲအကြောင်းမလို့သူဆုံးဖြတ်ခဲ့တာဆိုပြီးတော့ပြောခဲ့တာပေါ့နော်ပြောချင်တာကကျွန်တော်တို့အသင်းကရှိမှကောင်းနေပြီပေါ့ဗျာကောင်းနေတာကြီးကိုသူလဲလိုက်တဲ့ချိန်ကြမှာတော်တော်တိုင်ပတ်သွားမှာစိုးလို့ဂိုးမရမှာစိုးလို့ခြေပါဂိုးတွေမရမှာစိုးတဲ့အတွက်ကြောင့်မလို့မလဲတာဆိုပြီးပြောခဲ့တာပေါ့နော်ကဲဟုတ်ပြီညီကိုတွေကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်ကျွန်တော်ညနေမှာတော့United နဲ့ပတ်သက်တဲ့နောက်ဆုံးရတဲ့သတင်းလေးတွေကိုစူးစီးပြီးတော့ပြန်လာသေးပါမယ်ဗျာနော်ကျွန်တော်ရဲ့ view လေးကိုအဆုံးထိကြည့်ရှုပေးတဲ့ညီကိုမောင်တယောက်ချင်းလေးတိုင်းကိုကျွန်တော်အနေနဲ့ဒီနေရာနေပြီးတော့ကျေးဇူးအထူးတင်ရှိပါရဗျာနော်ကဲကျွန်တော်ရဲ့ view လေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်းညီကိုတို့နဲ့ like and subscribe လေးလုပ်ခဲ့ပြီးတော့မမေ့နဲ့အောင်နော်